အားလုံးပဲမင်္ဂလာပါဒီနေ့အန်တူ grammar နံပါတ်38 39အနေနဲ့ရွေးချယ်ထားတဲ့ grammar ကနာနီနာနီခုတ်တိုနီနဲ့တဲ့ iru နာနီနာနီခုတ်တိုဝနိုင်ဆိုတဲ့ grammar လေးပဲဖြစ်ပါတယ်ခုတ်တိုနီနဲ့တဲ့ iru ဆိုတဲ့ grammar နံပါတ်38 grammar ခုတ်တိုနီနဲ့တဲ့ iru ဆိုတဲ့ grammar ကဘယ်လိုအခြေအနေတွေမှာသုံးလဲဆိုလို့ရှိရင်သတ်မှတ်ထားတဲ့ဒီလိုစီကံနေရှိတဲ့ခွင့်ပြုတယ်ခွင့်မပြုဆိုတဲ့အဓိပ္ပာယ်မျိုးတွေမှာခုတ်တိုနီနဲ့တဲ့ iru ဆိုပြီးတော့သုံးပါတယ်example လေးနားထောင်ကြည့်အောင်コンドの日曜日には友達と会うことになっている。今度の日曜日にはそらじゃろ。ディデバトネングレマソロシェン友達と会うことになっています。だから全然对生活实现しばで。なまねうま。法律で子供を働かせてはいけないことになっている法律でさじゃらディアウレマソロシェン子供をだから全を働かせてはいけないことになっている。ကလေးတွေကိုအလုံးလုံးခွင့်မပြုပါဘူးဆိုလိုတာဆိုလို့ရှိရင်ခုတ်တုံနေနဲ့တဲ့ iru စာကြတော့တတ်မှတ်ထားတယ်ဒီလိုစိကက်နေရှိတယ်ဒီလိုစိကက်နေမရှိဘူးဆိုတဲ့ပုံစံမျိုးတွေမှာခုတ်တုံနေနဲ့တဲ့ iru ဆိုပြီးတော့သုံးပါတယ်နံပါတ်39ဥပမာခုတ်တဝနိုင်ခုတ်တဝနိုင်ဆိုတာကြတော့ဘယ်လိုမျိုးသုံးလဲဆိုလို့ရှိရင်လုတ်เสียမလို့ဘူးဒီလိုလုတ်เสียမလို့ဘူးဆိုတဲ့ပုံစံမျိုးတွေမှာဆိုလို့ရှိရင်ခုတ်တဝနိုင်ဆိုပြီးတော့သုံးပါတယ်နံပါတ်39ဥပမာနံပါတ်39ရဲ့နံပါတ်1ဥပမာပေါ့နော်ဇီကံမှာဂျုံအာရုခါရာအစကုခုတဝနိုင်ဇီကံမှာဂျုံအာရုခါရာဆိုတာကြတော့အချိန်နဲ့အများကြီးရှိရအတွက်အစကုခုတဝနိုင်အမြန်လို့ဆရာမလို့ဘူးနံပါတ်2ဥပမာခန်းဆောင်ခက်ခအကြောအာရိမစက်တက်စတာခါရာအရှင်ပိုက်စရုခုတဝအာရိမစင်ယော一张的看看，看上的看看，看上的看看啥着了？上回是的亚那个时候是一张阿里玛森的啥看啦？我们冇得钱的人需要的，上班时候可多阿里玛森要谁不是我需要不是嘞？我上面那懂嘛嘞？我感觉今年那为别人那么东山西东山过 grammar 里个，可多年那得一路可多话难说嘞 grammar 里边去吧嘞？阿拉们继续不要，继续များ一点嘛嘞，然后他比如嘛变对家呀。